ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါထက်ရန်လင်းရဲ့အကူမတွေမိသားစုတွေအားလုံးပဲညီညီမတွေအားလုံးပဲမင်္ဂလာရှိသောညနေခင်းလေးပါမင်္ဂလာပေါင်းလေးနဲ့ပြည့်စုံပါစေကဲအားလုံးပဲကျွန်တော်ရဲ့အကူမတွေထက်ရန်လင်းရဲ့မိသားစုတွေညီညီမတွေအားလုံးပဲယခုဒီ channel လေးကိုတွေ့တာမြင်တာနဲ့ channel လေးကို like subscribe လုပ်ပါသေးလောက်ထားပါเนาะလက်မလေးတယောက်ချက်စီနှိပ်ပြီးတော့ဒီဗီဒီယိုဖိုင်လေးကို share လို့ရတဲ့နေရာလေးမှာ share ထားပြီးပါကျွန်တော်ရဲ့အကူမတွေအားလုံးပဲမနက်ဖြန်12ရက်17လ2025ဗုဒ္ဓဟူးနေ့မနက်အတွက်ကိုထက်ရန်လင်းအကောင်းဆုံးကဏ္ဍလေးတွေကိုလာရောက်ပြီးတော့မျှဝေပေးရခြင်းဖြစ်တယ်ကျွန်တော်ရဲ့အကူမတွေဗီဒီယိုဖိုင်လေးကိုမြင်ပြီးဆိုတာနဲ့အစားနဲ့အလေကနေအဆုံးထိအောင်ကြည့်ပါပြီးတော့ကျွန်တော်ရဲ့အကူမတွေ channel လေးကို like subscribe လုပ်ပါသေးတယ်အကူမတွေကလောက်ထားပါဒီဗီဒီယိုဖိုင်လေးကိုစတွေ့ပြီးမြင်ပြီးဆိုတာနဲ့ကိုတူဦးတယောက်တည်းရစေခြင်းနဲ့စိတ်ပေါက်စေခြင်းနဲ့စိတ်မဟုတ်ဘဲနဲ့အများမြင်အများပေါက်အများကိုရစေခြင်းနဲ့စိတ်စေတနာလေးနဲ့ share လို့ရတဲ့နေရာလေးမှာ share ထားပြီးပါမျှဝေလို့ရတဲ့နေရာလေးမှာမျှဝေထားပြီးပါเนาะကျွန်တော်ရဲ့အကူမတွေအားလုံးပဲကဲအားလုံးပဲကျွန်တော်ရဲ့အကူမတွေမနက်ဖြန်21ရက်17လ2025ဗုဒ္ဓဟူးနေ့မနက်7:00မိနစ်အတွက်ထက်ရန်လင်းရဲ့အကြိုက်ဆုံးမာစတာရွှေကီအခွေလေးသည်3948မာစတာရွှေကီအခွေပါ3948မာစတာရွှေကီအခွေပါကျွန်တော်ရဲ့ကိုမတွေကီအခွေလေးကိုအခွေကစားနိုင်ပါတယ်ကီအဖြစ်လဲသုံးနိုင်ပါတယ်เนาะကီအခွေလေးကိုနေကုံစာကစားမယ်ဆိုအပူးလေးပါထည့်ကစားပေးပါเนาะကျွန်တော်ရဲ့ကိုမတွေအားလုံးပဲ3948မာစတာရွှေကီအခွေတွေကမှထက်ရန်လင်းအကြိုက်ဆုံးနှစ်ကွက်ရွေးထုတ်ထားတာရှိတယ်ကျွန်တော်ရဲ့ကိုမတွေအကြိုက်ချင်းတူရင်လိုက်ကစားပါเนาะကျွန်တော်ရဲ့ချစ်ကိုကြီးတွေချစ်မကြီးတွေချစ်ညီတွေချစ်ညီမလေးတွေအားလုံးပဲเนาะ3948မာစတာရွှေကီအခွေထဲမှာထက်ရန်လင်းအကြိုက်ဆုံးနှစ်ကွက်ကတော့ကျွန်တော်ရဲ့ကိုမတွေအားလုံးပဲ39ရဲ့48ရဲ့ပါเนาะ3948ပါကျွန်တော်ရဲ့ကိုမတွေအားလုံးပဲเนาะရပြီဆိုလို့ရှိရင်ကျွန်တော်ရဲ့ကိုမတွေကကဏ္ဍလေးတွေကိုမှတ်မှတစ်ချက်မှတ်ပေးပါเนาะအနောက်ကဝင်လာတဲ့တွေးတဲ့ညီကိုမောင်နှမတွေမိသားစုတွေအများမြင့်အများပေါက်အများရသွားအောင်လို့เนาะစေတနာမေတ္တာလေးနဲ့ပေါ့ကိုတူဦးတယောက်တည်းမြင်ပြီးကိုတူဦးတယောက်တည်းရလို့သေးတဲ့စိတ်ပေါက်လို့တဲ့စိတ်မဟုတ်ဘဲနဲ့အများသူငါမြင်အများသူငါရအများသူငါပေါက်စေခြင်းနဲ့စေတနာမေတ္တာလေးနဲ့ဖြူစင်သွားနဲ့ကျွန်တော်ရဲ့အကူမတွေက share လို့ရတဲ့နေရာလေးမှာ share ထားပြီးမျှဝေလို့ရတဲ့နေရာလေးမှာမျှဝေထားပြီးပါเนาะကဲအားလုံးပဲကျွန်တော်ရဲ့ကူမတွေနေကုံစာမာစတာရွှေကီအခွေလေးရပြီဆိုရင်ကျွန်တော်မနက်ပိုင်းအတွက်တီးတန့်ဝမ်းချင်းလေးနဲ့ဈေးဘူးအကွက်ကလေးတွေ share ပြင်းလေးတွေကျွန်တော်ဆက်ခေါ်ပေးပါမယ်သေချာလေးမှတ်ပါเนาะကျွန်တော်ရဲ့ကူမတွေအားလုံးပဲကဲအားလုံးပဲမနက်ဖြန်ဗုဒ္ဓဟူးနေ့မနက်7:00မိနစ်အတွက်ကျွန်တော်ရဲ့ကူမတွေအကြိုက်ဆုံးဝမ်းချင်းကတော့3/3ပတ်သီးပါ8/8ပတ်သီးပါ3ကိုကြိုက်တဲ့ကူမတွေက3ကိုကစားပါ8ကိုကြိုက်တဲ့ကူမတွေက8ကိုကစားပါเนาะ38ဘိုင်ပတ်သီးပါเนาะကိုကြိုက်နေတဲ့အလုံးလေးကိုကစားပါ50ဘူးတက်နိုင်50ဘူးကစားပါ100ဘူးတက်နိုင်100ဘူးကစားပါเนาะကျွန်တော်ရဲ့ကိုမတွေကဲအားလုံးပဲကျွန်တော်ရဲ့ကိုမတွေ38ဝမ်းချင်းထဲမှာဈေးဘူးအကွက်ကလေးတွေကျွန်တော်ဆက်ခေါ်ပေးပါမယ်ကျွန်တော်ရဲ့ကိုမတွေတေချာလေးမှတ်ပါเนาะကဏ္ဍလေးရပြီဆိုရင်เนาะစေတနာမေတ္တာဖြူစင်သွားနဲ့အမှန်မှာတစ်ချက်မှတ်ပေးเนาะကျွန်တော်ရဲ့ကိုမတွေအားလုံးပဲ3/3ပတ်ကြီးနဲ့ပတ်သက်လို့ဈေးဘူး3ကွက်ကကျွန်တော်ရဲ့ကိုမတွေအားလုံးပဲညီညီမတွေအားလုံးပဲတေချာလေးမှတ်ပါ30ရဲ့34ရဲ့35ရဲ့ပါเนาะ3/3ပတ်ကြီးနဲ့ပတ်သက်တဲ့ဈေးဘိုး3ကွက်ဒီကျွန်တော်ရဲ့ချစ်ကိုကြီးတွေချစ်မကြီးတွေချင်းကြီးတွေချင်းညီမလေးတွေအားလုံးပဲ30ရဲ့34ရဲ့35ရဲ့ပါเนาะ30 34 35ပါเนาะ8/8ပတ်ကြီးနဲ့ပတ်သက်တဲ့ဈေးဘိုး3ကွက်ဒီ80ရဲ့81ရဲ့89ရဲ့ပါเนาะ8/8ပတ်ကြီးနဲ့ပတ်သက်တဲ့ဈေးဘိုး3ကွက်ဒီ80ရဲ့81ရဲ့89ရဲ့ပါเนาะ80 81 89ပါเนาะဒါ8/8ပတ်ကြီးနဲ့ပတ်သက်တဲ့ဈေးဘိုး3ကွက်ပါကဏ္ဍလေးတွေကိုကျွန်တော်နောက်တစ်ခေါက်ပြန်ခေါက်ပေးမယ်ကျွန်တော်ရဲ့ကိုမကြီးတေချာလေးမှတ်ပါเนาะ3နဲ့ပတ်သက်တဲ့ဈေးဘိုး3ကွက်က30ရဲ့34ရဲ့35ရဲ့ပါ8/8ပတ်ကြီးနဲ့ပတ်သက်တဲ့ဈေးဘိုး3ကွက်ဒီကျွန်တော်ရဲ့ကိုမကြီး80ရဲ့81ရဲ့89ရဲ့ပါเนาะရှယ်ပြင်းလေးနှစ်ကွက်ကတော့ကျွန်တော်ရဲ့ကိုမကြီးအားလုံးပဲတေချာလေးမှတ်ပါရပြီဆိုတဲ့ကိုမကြီးကအားလုံးပဲမှတ်မှာတယောက်တစ်ချက်စီမှတ်ပေးတာเนาะ3/3ပတ်ကြီးနဲ့ပတ်သက်တဲ့ share ပြင်းတစ်ကွက်ကောင်းက31တစ်ကွက်ကောင်း8/8ပတ်ကြီးနဲ့ပတ်သက်တဲ့ share ပြင်းတစ်ကွက်ကောင်းဒီ84တစ်ကွက်ကောင်းပါเนาะ share ပြင်းနှစ်ကွက်ဒီ31က84ရဲ့ပါเนาะ share ပြင်းနှစ်ကွက်ဒီ34ရဲ့31က84ရဲ့ပါเนาะ3184 share ပြင်းနှစ်ကွက်ပါเนาะကျွန်တော်ရဲ့ကိုမကြီးအားလုံးပဲကဏ္ဍလေးကိုရပြီဆိုရင်ကျွန်တော်ရဲ့ကိုမကြီးကစေတနာမေတ္တာဖြူစင်သွားနဲ့အများမြင့်အများပေါက်စေခြင်းနဲ့စေတနာလေးနဲ့ share လို့ရတဲ့နေရာလေးမှာ share ထားပေးပါမျှဝေလို့ရတဲ့နေရာလေးမှာမျှဝေထားပေးပါเนาะတကွက်ကောင်းလေးထပ်ပြောပေးမယ်เนาะကျွန်တော်ရဲ့ကိုမကြီးတကွက်ကောင်းလေးထပ်ပြောပေးမယ်ပြီးတော့ကျွန်တော်ရဲ့ကိုမကြီးကဒီဗီဒီယိုဖိုင်လေးကိုစတွေ့ပြီဆိုတာနဲ့ channel လေးကို like subscribe မလုပ်ရသေးရင်လုပ်ထားပါအခုမှတွေ့တယ်မြင်တယ်ဆိုတဲ့အကူမတွေနောက်အသစ်တင်တိုင်းတွေနေတိုက်ကလေးတွေအမြဲတွေ့ရအောင် channel လေးကိုအဓိက like subscribe လုပ်ထားပါလက်မလေးတယောက်ချက်စီနှိပ်ထားပေးပါเนาะဒီဗီဒီယိုဖိုင်လေးကိုတွေ့ပြီဆိုတာနဲ့ share လို့ရတဲ့နေရာလေးမှာ share ထားပေးပါเนาะကဲအားလုံးပဲတကွက်ကောင်းလေးရတော့ကျွန်တော်ရဲ့အကူမတွေနှစ်ပဋိတ်တကွက်ကောင်းလေးပါ39တကွက်ကောင်းပါเนาะကျွန်တော်အကြိုက်ဆုံးတကွက်ကောင်းလေးကတော့39တကွက်ကောင်းပါကျွန်တော်ရဲ့အကူမတွေအားလုံးပဲကဏ္ဍလေးတွေကိုလူဆုံးတက်ဆောင်လေးရပြီဆိုရင်မှန်မှတစ်ချက်မှန်ပေးเนาะစေတနာမေတ္တာဖြူစင်စွာလေးနဲ့ပေါ့တဦးစေတနာတဦးမေတ္တာပေါ့ဗျာเนาะစေတနာကောင်းတဲ့သူတွေအတွက်ကအမြဲကံကောင်းပြီးသားပါเนาะကဲအားလုံးပဲကျွန်တော်ရဲ့အကူမတွေ
တကွက်ကောင်းက39တကွက်ကောင်းပါเนาะလူစုံတက်ဆုံလေးရပြီလို့တော့ထင်တယ်အားလုံးပဲကျွန်တော်ရဲ့ကိုမလေးမင်္ဂလာရှိတော့ညနေခင်းလေးပါမင်္ဂလာအပေါင်းလေးနဲ့ပြည့်စုံပါစေကျွန်တော်ရဲ့ချစ်ကိုကြီးချစ်မကြီးတွေเนาะထက်ရန်လေးရဲ့လို့စသည်တဲ့ကအနေနဲ့ရက်ကနေကြည့်ရှုအားပေးနေတဲ့အကိုမတွေအားလုံးကိုတဦးတယောက်ချင်းစီကိုအထူးကျေးဇူးတင်ပါတယ်အားလုံးပဲ good luck ပါ good night ပါဘိုင်ပါเนาะမနက်ဖြန်မှာကျွန်တော်တို့တွေအောင်ပွဲအတူတူပြန်ခံမယ်เนาะအားလုံးပဲဘိုင်ပါ